တော့ဒါ trip form လို့ခေါ်တဲ့သုံးလုံးတွဲသရတန်ကိုဒါပြောပြပေးသွားမယ်သုံးလုံးတွဲသရတန်တွေကဒီ diphthong လို့ခေါ်တဲ့နှလုံးတွဲသရတန်တွေကနေပြီးတော့လာတာပါဒီနှလုံးတွဲသရတန်တွေဖြစ်တဲ့ဒီအတန်၅ခုပေါ့နော်ဒီနှလုံးတွဲသရတန်က10လုံးရှိတဲ့ဆိုပြီးတော့ပြောထားတယ်လေအဲ့ဒီ10လုံးမှာဒီ10လုံးစလုံးကိုသုံးပြုထားတာမျိုးမဟုတ်ပဲနဲ့ဒီ5လုံးပဲထပ်ပြီးတော့ဒါ diphthong အဖြစ်သုံးထားတယ်ပေါ့နော်ဒီသုံးတဲ့အခါမှာဒီနှလုံးတွဲသရတန်နဲ့အနောက်မှာဒါရွှာဆောင်လို့ခေါ်တဲ့ဆိုတဲ့အတန်လေးနဲ့ဒီပေါင်းဆက်ပြီးတော့ဒါ diphthong ဆိုပြီးတော့ဖြစ်လာတယ်အဲ့ဒီမှာဆိုရင်ဒီဒါပါဇက်အနေထားဒါဒီမှာဆိုရင် fraud ကအစစ်ဘိုင်းကနေပြီးတော့ထွက်ရတယ်ဒီမှာ central ဆိုတွေကအလားပါဇက်ကိုအလတ်လောက်ကနေထွက်တယ်ပြီးတော့နောက်တစ်ခုကကြတော့ back ဆိုတာကပါဇက်အနေထားရအနောက်ပါဇက်ကနေပြီးတော့ထွက်တဲ့ဟာဆိုပြီးတော့အဲ့ဒါ၃မျိုးရှိတယ်ပေါ့နော်ဒီမှာဆိုရင်ဒါဒီဟာကိုနောက်ပါထပ်ပြီးတော့ဆက်ပြပါမယ်အောက်ကအားလေးကိုအရေးကြည့်ရအောင်ဒီမှာဆိုရင်ပထမဆုံးတစ်လုံးကနှလုံးတွဲသရတန်အေးအဲ့ဒီအတန်နဲ့ဆိုတဲ့အတန်လေးနဲ့ထွက်လိုက်တဲ့အခါမှာကြားထဲမှာရဆိုတဲ့အတန်လေးတစ်ခုဖြစ်လာတယ်အဲ့တော့ကိုပေါင်းပြီးတော့ထွက်လိုက်တဲ့အခါမှာအေးအဲ့လိုမျိုးအတန်ဖြစ်လာတယ်ဒါထွက်သောတဲ့ကအတန်ပေါ့နော်အေးနောက်တစ်ခုကဒီမှာဆိုရင်လည်းပဲဒီအိုင်းဆိုတဲ့အတန်လေးနဲ့ဆိုတဲ့အတန်လေးနဲ့ကိုပေါင်းပြီးတော့ထွက်လိုက်တဲ့အခါမှာဒီမှာဆိုရင်အလဲမှာဆိုတဲ့အတန်လေးတစ်တန်ဖြစ်လာတယ်အိုင်အဲ့လိုမျိုးပေါ့နော်နောက်တစ်လုံးကလည်းပဲဒီမှာဆိုရင်အိုးဆိုတဲ့အတန်နဲ့ဆိုတဲ့အတန်လေးနဲ့ပေါင်းပြီးတော့ထွက်လိုက်တဲ့အခါမှာအိုးအဲ့လိုမျိုးအတန်လေးဖြစ်လာတယ်ဆိုတော့ဒီအောက်မှာကျတော့အိုးဆိုတဲ့အတန်နဲ့ဆိုတဲ့အတန်လေးနဲ့ကိုပေါင်းပြီးတော့ထွက်လိုက်တဲ့အခါမှာဒါ W ရဲ့ဒါအတန်ကဝတ်ဆိုတဲ့အတန်ရှိတယ်ဝတ်အဲ့လိုဝတ်ဆိုတဲ့အတန်လေးဖြစ်လာတဲ့အခါကျတော့အိုးအဲ့လိုမျိုးတွေထွက်သွားတယ်ဒီမှာနောက်ထပ်တစ်လုံးနောက်ဆုံးတစ်လုံးပေါ့နော်ဒီမှာလည်းပဲဒီအောင်ဆိုတဲ့အတန်နဲ့ဆိုတဲ့အတန်လေးနဲ့ကိုပေါင်းပြီးတော့ထွက်လိုက်တဲ့အခါမှာအော်အဲ့လိုမျိုးတွေအတန်လေးဖြစ်လာတယ်ဆိုတော့ဒီအတန်လေးကိုပါဇက်အနေထားကဒီ fraud မှာကြတော့ဒီအေးအဲ့ဒီအတန်ကပါဇက်အနေထားကိုအစေးအလောက်ကနေပြီးတော့ထွက်ရတယ်ပေါ့နော်ဒီအာခါထိပ်ပေါ့နော်အာခါရဲ့အစေးပချမ်းကနေပြီးတော့ထွက်လာတယ်နောက်တစ်ခုကအိုင်အဲ့ဒီဟာလည်းပဲဒီအစေးပချမ်းလောက်ကနေပြီးတော့ထွက်လာတယ်ဒီမှာကျတော့အိုးအဲ့ဒီမှာကျတော့ဒီအိုးဝါမှာကျတော့ဒီပါဇက်ကိုဒါအနောက်ဖချမ်းဒီအာခေါင်ကနေပြီးတော့ထွက်လာတဲ့အတန်ပေါ့နော်အိုးဒီမှာလည်းပဲအိုးရဒီအောက်မှာကျတော့အော်ဆိုတော့အဲ့လိုမျိုးတွေအတန်ကိုဒါကိုကထွက်တဲ့အခါမှာဆိုရင်ဒါတိချာလေးမှန်ကန်အောင်လေ့ကျင့်ဖို့လိုအပ်ပါတယ်ဒါကြတော့ဒီတလုံးချင်းစီရဲ့အတန်တွေကိုဒါသိဆိုင်တဲ့သင်ခန်းစာမှာထပ်ပြီးတော့ပြောပြပေးသွားမယ်အခုကကြတော့ဒီအနေချုပ်ပြီးတော့ဒီသင်ခန်းစာကိုမိတ်ဆွေအနေနဲ့ဒါပြောပြပေးခြင်းပဲဖြစ်တယ်ဆိုတော့ဒီဗီဒီယိုကိုနှစ်သက်တယ်ဆိုရင်ဒါ subscribe လုပ်ပြီးတော့နောက်ထပ်သင်ခန်းစာလေးတွေကိုလည်းပဲစောင့်ပြီးတော့လေ့လာကြည့်လိုက်ပါဒါ
ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်သင်ခန်းစာမှာထပ်ပြီးတော့တွေ့ဆုံကြပါမယ်